ဒီစာကိုရေးရတာညီမအတွက်အယံခက်ခဲပေမဲ့တခြားမင်းကလေးနီညီမလိုဒုက္ခမရောက်စေချင်လို့ရှက်ရှက်နဲ့ပဲမျှဝေလိုက်ပါတယ်။လွန်ခဲ့တဲ့6နှစ်တုန်းကထိတ်ခဲ့ရတာပါ။ညီမမှာအယံချစ်ရတဲ့ကောင်လေးရှိတယ်။သူနဲ့တွဲလာတာလဲကြာပြီ။မိမအနေနဲ့လည်းမိတ်ဆက်ပေးပြီးတော့လက်ထပ်ဖို့ရည်ရွယ်ထားသူပါ။သူကဖောက်ပြန်တော့သူ့ကိုမခွဲနိုင်တော့နာမည်ကြီးပေတင်ဆရာစီကိုတွားခဲ့တယ်။ဆရာဆိုတဲ့လူကညီမရောက်သွားကြတဲ့ကအခြေအနေကိုအကဲခတ်တယ်။ပြီးတော့ညီမညံကောင်လေးကြားခဲ့ကိစ္စတွေကိုနှိုက်ချွတ်အသေးစိတ်မေးတယ်။ညီမတို့နှစ်ယောက်ဘယ်အဆင့်ထိရောက်ဖို့လဲဆိုပြီးအသေးစိတ်မေးပါတယ်။တိကြသိရမှပြန်ခေါ်လို့လွယ်မှာလို့လဲပြောတယ်။ညီမကတော့ဆရာကအစီရင်လုပ်ဖို့လိုအပ်လို့မေးတယ်ထင်ပြီးရိုးသားတဲ့တခါမှမနေဘူးကြောင်းအမှန်တိုင်းအကုန်ဖွင့်ပြောပြနေမိတယ်။အစီရင်လုပ်ဖို့အတွက်ညီမအဝတ်အစားစပင်နဲ့ကောင်လေးအဝတ်အစားတောင်းတော့ညီမလည်းယုံကြည်နဲ့ပဲပေးခဲ့မိတယ်။ညီမသူ့အိမ်ကိုစရောက်ပြီးအစီရင်လာအပ်ကြတဲ့ကညီမလာတဲ့အခါတိုင်းသူကကော်ဖီတိုက်တယ်လက်ဖက်သူ့ကျွေးတယ်မုံကျွေးတယ်အဲ့ဒီထဲမှာညီမကိုစွဲလန်းစေမဲ့သူစကားနားထောင်စေမဲ့အောက်လန်းခတ်စေတဲ့ခတ်ထားတာကိုညီမနောက်တော့မှသိခဲ့ရပါတယ်။ညီမကတော့စေကာကြီးဆိုပြီးယုံကြည်ကသူကျွေးတာတွေအကုန်စားမိတောက်မိခဲ့မိတယ်။စားပြီးပြန်လာကြတဲ့ကစိတ်ထဲမှာလေးလံထိုင်းမွှင်ပြီးတမျိုးကြီးဖြစ်နေခဲ့ပါတယ်။တရက်ညီမသူ့အိမ်ကိုအပ်ထားတဲ့အစီရင်ရချင်းပြည့်လို့ပြန်သွားတဲ့အချိန်သူကညီမကိုအစီရင်ကိစ္စပြောဖို့အခန်းထဲလိုက်ခဲ့ဆိုပြီးသူ့အိတ်ခန်းစီကိုခေါ်သွားတယ်။ပုံမှန်ဆိုရင်ညီမညင်းမိမှာညီမကလိုက်ရဖို့တည်ပေမဲ့မလိုက်ချင်ပေမဲ့မလွန်ဆန်နိုင်သလိုပဲအလိုပါသွားခဲ့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာထူးဆန်းတာကညီမခေါင်းထဲမှာဘာမှစဉ်းစားလို့မရတော့ပဲအုံတို့ကဟာလဟင်းလင်းကြီးဖြစ်သွားတယ်လို့ပဲခြေတော့တေးကလည်းသူဆွဲခေါ်ရနောက်ကိုပါသွားတယ်။ညီမကတင်ပေါ်ရောက်သွားတော့အကုန်လုံးကိုတည်နေတယ်မြင်နေရတယ်ခံစားနေရတယ်ဒါပေမဲ့ညီမခေါင်းထဲမှာဘာမှစဉ်းစားလို့မရတော့ဘူး။ခေါင်းတစ်ခုလုံးအုံခန်းပြီးမှိုင်းမိနေတယ်လို့ထိနေတယ်။တွန်းထုတ်ရကောင်းမှန်းအော်ဟိရကောင်းမှန်းတည်တော့ပဲကျမခန္ဓာကိုယ်ကြီးကကြောက်ရွံ့တရုတ်လိုတောင့်တင်းပြီးသူ့လို့သမျှကိုငြိမ်ခံနေမိတယ်။အဲ့ဒီနေ့မှာပဲညီမတန်မိုးထားရတဲ့ဖြူစင်မှုကိုသူ့လက်ထဲမှာဆုံးရှုံးလိုက်ရတယ်။ညီမကကွမ်းစားစေးနံကိုလုံးဝမခံနိုင်တဲ့သူပါ။ကွမ်းစားတဲ့သူဆိုလုံးဝအနာမကပ်ဘူး။ကွမ်းနံရရင်ကိုမူးပြီးအန်ဂျင်နဲ့အထီတဲ့သူပါ။အဲ့ဒီဆရာကအသက်အရွယ်အားထင်ရောရုပ်ရည်အားထင်ရောကျမအဖေအရွယ်လောက်ရှိပြီးကွမ်းအရန်စားပြီးညီမလုံးဝစိတ်မဝင်စားနိုင်တဲ့ပုံစံမျိုးပါ။ဒါကိုဘလို့ဖြစ်သွားမှန်းမသိပဲညီမသူနဲ့အိပ်မိသွားတယ်။အဲ့ဒီနေ့ကစပြီးကျမဘဝဟာသူ့လက်ခုပ်ထက်ကရေဖြစ်သွားခဲ့ရပါတော့တယ်။အဲ့ဒီနောက်ပိုင်းသူကကျမကိုအတက်ကိုအရက်တိရက်နှစ်ရက်သူ့အိမ်ကိုလာအိတ်ခိုင်းတယ်။အဆိုးဆုံးကတော့အချစ်စိတ်ကြောင့်တတိရတာမဟုတ်ပဲအောက်လန်းနဲ့အလုတ်ခံထားတာကြောင့်တတိရရတဲ့ခံစားချက်ပါ။တာမန်အချိန်လေးမှာညီမသူ့ကိုလုံးဝတတိမရဘူး။သူရုပ်ကြီးကိုမြင်ရောင်ရင်တော့ယွန်းတလို့လို့မုန်းတလို့လို့ခံစားရတယ်။သူဖုံးဆက်ခေါ်လို့ညီမမသွားရင်သူကညီမကိုအစီရင်လှုပ်လိုက်ပြီးဆိုတာနဲ့ညီမတယောက်သေးနေမရထိုင်မရဖြစ်လာတော့တာပဲ။ညီမရင်းထဲမှာမီးစားနဲ့ထိုးထားသလိုပူလောင်လာတယ်။ရင်တွေတုန်လာတယ်။မသွားရရင်စေတင်လိမ့်မယ်လို့ခံစားရတယ်။ဘလောက်ပဲအရေးကြီးတဲ့အလုပ်တွေရှိနေပါစေခေါင်းထဲမှာသူ့စီသွားဖို့တခုတည်းပဲအာယုံရောက်နေလို့တယ်။သူ့အိမ်ရောက်ပြီးသူ့မျက်နှာမြင်လိုက်ရမှရင်ထဲကအပူလုံးကြီးကျသွားတယ်လို့ဖြစ်စိတ်ကြည်သွားတတ်ပါတယ်။ဒါဟာဆေးမိနေတဲ့လက္ခဏာတွေဆိုတာနောက်မှသိခဲ့ရပါတယ်။ဒါပေမဲ့ဒီလိုသွားနေရတာကိုညီမလောလားလို့သွားနေတာမဟုတ်ပါဘူး။ညီမဒီတန်တရားတွေကရုံးထပ်ဖို့အကျဉ်းစူးစမ်းခဲ့ဖို့ပါတယ်။ဒါပေမဲ့သူလှုပ်ထားတဲ့အစီရင်တွေအောက်မှာအကျဉ်းရှုံးနေခဲ့ရတယ်။ညီမကိုမသွားဘဲနေကြည့်ပါလားလို့မေးကြပါလိမ့်မယ်။ညီမစူးစမ်းကြည့်ဖို့ပါတယ်။သူခေါ်တာကိုမသွားဘဲတင်းခံနေလိုက်ရင်ညီမယူမတတ်ခံစားရတယ်။ရင်ကောင်းထဲမှာမီးစားနဲ့ထိုးမွေထားသလိုပူလောက်လုံးလို့အော်ဟစ်ငိုယူမိတဲ့အထိပါ။ခေါင်းတွေကြိုက်ခဲလာတယ်။သူနဲ့နေခြင်းစိတ်တွေထလာတယ်။အဲ့ဒီအချိန်မှာအခန်းတကားပိတ်ပြီးခေါင်းအုံကိုကိုက်ပြီးအန်ကျိတ်ခံနေရတဲ့ဝေဒနာကငရဲကြနေတယ်လို့ပါပဲ။နောက်ဆုံးမခံနိုင်တော့သူ့ရှင်ကိုတွားရတော့တာပါ။နောက်တော့ညီမအဆောင်မှာပြန်အိတ်တဲ့ရက်တွေနင်းလာပြီးသူ့အိမ်မှာပဲအိတ်တဲ့ရက်ကများလာခဲ့လေ။ဒီလိုနဲ့သူနဲ့ညီမရဲ့ဆက်ဆံရေးက2နှစ်ကျော်ကြာခဲ့လေ။
ပြန်လာစေခြင်းလုံးလို့အစီရင်လွတ်ခဲ့တဲ့ကောင်းလီတကယ်ပြန်ရောက်လာတဲ့အချိန်မှာတော့ညီမကသူ့ကိုမလိုချင်တော့ဘူးသူ့ကိုတောင်ပြန်ပြီးမောင်းထုတ်လိုက်မိတယ်ရင်အနာဆုံးနဲ့ကိုပြန်ယွန့်စရာအကောင်းဆုံးအကြောင်းကိုပြောချင်ပါတယ်စေးမိထားတော့အဲ့ဒီအချိန်တုန်းကကိုညများတော့ခေါင်းမှန်မသိမှားမှန်မသိပဲကဒင်ပေါ်မှာသူ့စိတ်တိုင်းကျဲသူခိုင်းသမျှပုံစံမျိုးစုံနီးမျိုးစုံရှက်စရာကောင်းတဲ့အပြုတ်မှုတွေကိုသူခိုင်းရင်မငင်းပဲမငင်းငူမရှက်မကြောက်သူစိတ်ကြည်နက်အောင်အရှက်မရှိလုပ်ပေးမိတယ်ညီမဘဝကတဖြည်းဖြည်းထူးကြလာတယ်ညီမအလို့အကိုင်းတွေအစင်မပြေတော့ဘူးလက်တွေပိတ်ကုန်တယ်ကျမ်းမာရေးအနေနဲ့ဆိုရင်လည်းပြိုက်ခဏအောက်နာမျိုးတွေဖြစ်လာတယ်။မှန်ထဲကြီးလိုက်တော့အသားတွေကအရင်လိုကြီးလွန်းနေမနေပဲကတ်တရီမရှိသလိုဖြစ်လာပါတယ်။ညီမအပေါင်းတီးမိတ်ဆွေတွေနဲ့လည်းအဆက်အသွယ်တွေပျောက်တောက်ကုန်ပါတယ်။အဆိုးဆုံးကတော့ညီမအခြေအနေကိုသိလို့မသွားဖို့တားတဲ့အခင်းဆုံးတငယ်ချင်းတွေနဲ့ပါရန်တွေဖြစ်ခဲ့တယ်။သူတို့ဘာပြောနားမဝင်ဘူး။အဲ့ဒီအချိန်တုန်းကညီမကိုအဲ့ဒီဆရာကပြောတာလွဲလို့ကြံတာအမားဆိုပြီးဖြစ်နေတာပါ။ကန်ကောင်းကျင်တော့ကျမတငယ်ချင်းတယောက်ကညီမကိုမရအတင်းဆွဲခေါ်ပြီးအထက်လန်းဆရာတယောက်စီကိုပို့ပေးခဲ့တယ်။အဲ့ဒီကြမှာအမှန်တရားတွေပေါ်လာတော့တယ်။ညီမတကိုယ်လုံးမှာသူလှုပ်ထားတဲ့အစီရင်တွေတိုက်ထားတဲ့အောက်ပြေးတာဆေးနဲ့ခတ်ဆေးတွေနဲ့ချုပ်ထားတာတွေအကုန်ပေါ်လာတယ်။ကူတာတဲ့အပိုင်းကလည်းထင်တယ်လို့မလွယ်ဘူးပါဘူး။သူကအောက်လန်းပညာနဲ့နိုင်နံအောင်ချုပ်ထားတော့ဖြီရတာအတော်လေးခတ်တယ်။စေးကူနေညနဲ့ညီမမှာပိန်မန်းလွန်းလို့ခံစားရခက်လွန်းလို့တော့ပါပြီဆရာရွယ်မကူချင်တော့ပါဘူးဖြစ်ချင်ရဖြစ်ပြစ်ထားလိုက်ပါတော့လို့စိတ်တက်ကြပြီးလက်ရွတ်ချင်စိတ်တွေပါပေါက်ခဲ့ဘူးပါတယ်ဒါပေမဲ့ဘေးကတငယ်ချင်းတွေနဲ့ဆရာကဝိုင်းအားပေးကိုယ်တိုင်ကလည်းဒီငရဲကမလွတ်ရင်တေမဖြစ်မယ်ဆိုတဲ့စိတ်နဲ့မနှပြန်အားတင်းပြီးစ조사ကုတာခဲ့ရပါတယ်ဆရာကလည်းမရအောင်စ조사ပြီးအတော်ကိုကုပေးလိုက်ရပါတယ်3 လလောက်နေ့တိုင်းလိုဖျားရှိခိုးဗရိတ်ရွတ်ဆေးတောက်အစီရင်ဒီဖြည့်ပြီးမှလူကပကတိအတိုင်းပြန်ဖြစ်လာခဲ့ပါတယ်။ခုတာလိုပျောက်ကင်းသွားပြီးတဲ့နောက်မှာတော့သူပြန်လို့မှကြောက်လို့ညီမမှာမဆက်နေရဲပဲနိုင်ငံเจ้าကိုထွက်လာခဲ့လိုက်ပါတယ်။တကယ်လို့ညီမသာသူနဲ့ကလေးရခဲ့ရင်ဒါမှမဟုတ်သူနဲ့သာတရားဝင်လက်ထပ်ဖြစ်ခဲ့ရင်ကျမတသက်လုံးပျက်စီးသွားမှာပါ။အခုလိုအချိန်ကြီးကုတာခွင့်ရပြီးလွတ်မြောက်လာတာကိုပဲကိုကံတရားကိုကျေးဇူးတင်မဆုံးထင်နေရပါတယ်။မိန်းကလေးတွေကိုမာကျင်ပါတယ်။ဘေးဒင်စေတာတိုင်းမကောင်းတာမဟုတ်ပေမဲ့မကောင်းတဲ့ဘေးဒင်စေတာတွေလည်းရှိတာသိစေခြင်းပါတယ်။အချီအီအစင်မပြေဖြစ်တိုင်းစိတ်ညိုက်တိုင်းဘေးဒင်စေရာတွေကိုအလွယ်တကူအားမကိုပါနဲ့။ဘေးဒင်စေရာစီတွားရမယ်ဆိုရင်တော့တယောက်တည်းမတွားပဲအဖော်ခေါ်သွားပါ။ယုံကြည်ရတဲ့ဆရာတွေမဟုတ်ရင်သူတို့ပေးတဲ့အစားအသောက်ရေလက်ဖတ်စတာတွေကိုဘယ်တော့မှမစားတော့ပါနဲ့ညီမလိုဘဝမျိုးမရောက်ပါစေနဲ့လို့ဆုတောင်းပေးပါတယ်